အားလုံးပဲမင်္ဂလာပါဒီတစ်ပတ်မှာကျွန်တော်ကားအကြောင်းတွေလည်းမပြောပြတာကြာလို့ကျွန်တော်ကားအကြောင်းဒီတစ်ပတ်ပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်စီမှာလည်းကိုရီးယားညီနောင်နှစ်ပါးရောက်နေတယ်အဲကားနှစ်စီးอ่ะကျွန်တော်တစ်ခါမှလည်း review သိမ့်မလုပ်ဘူးအဲ့တော့ဒီကားနှစ်စီးကြောင်းကိုကျွန်တော်ဒီနေ့အသေးစိတ်လည်းပြောပြပေးမှာဖြစ်ပါတယ်အဲကားနှစ်စီးอ่ะဘာဖြစ်မလဲဆိုတော့ Kia Carnival 2021 model signature grade နဲ့ Hyundai ကထုတ်တဲ့ Hyundai H1 2021 model ဖြစ်ပါတယ်ဒီကားနှစ်စီးလုံးက MPV တိုက်ခုံလေးတန်းနဲ့ပဲလာတာဖြစ်ပါတယ်ဒီကိုရီးယား brand ဖြစ်ပေမဲ့ဒီကားနှစ်စီးလုံးอ่ะပေါ့နော်လာရမတူဒီကောင်ဆိုရင်ကိုရီးယားနိုင်ငံကနေတင်သွင်းလာတဲ့ကားဖြစ်တယ်ဒါကတော့ဒီ H1 ကတော့ကိုရီးယား brand ပဲဒါပေမဲ့ဒီမြန်မာနိုင်ငံမှာထုတ်လုပ်တက်ဆင်ထားတဲ့ brand ဖြစ်တယ်အဲ့တော့ဒီနှစ်စီးလုံးကဘာတွေတူလဲဘာတွေမတူလဲဆိုတာကျွန်တော်နဲ့အတူအသေးစိတ်စာပြီးကြည့်ကြမယ်ပထမဆုံးအနေနဲ့ Kia Carnival 2021 signature grade ကိုကျွန်တော်အရင်ဆုံးပြောပြပေးမှာဖြစ်ပါတယ်ဒီက grade တွေက၄မျိုးလောက်တော့လာတယ်ကျွန်တော်စီမှာရှိနေတာကတော့signature full grade လို့တော့ပြောလို့ရတယ်ပစ္စည်းတော်တော်စုံတယ်ဘာတွေဘလို့စုံလဲဆိုတာကျွန်တော်နဲ့အတူတစ်ချက်လောက်လိုက်ကြည့်ပေးပါဦး Kia Carnival 2021ကိုပြောရမယ်ဆိုရင်တော့ grade တွေကအများကြီးပဲကျွန်တော်ပထမဆုံးကတော့ကျွန်တော်တို့ထုံးစံတိုင်းပေါ့နော်ဒီမှာ driver seat motor ပါမယ် passenger မှာလည်း seat motor ပါမယ် seat motor နှလုံးဖြစ်သွားမယ်အဲ့ဒီအပြင်မှာ seat memory ပါထပ်ပါမယ် sound system ဆိုလို့လည်း premium sound system ဖြစ်သွားမယ်ပြီးရင်ဒီမှာသူ့ရဲ့ original ခြေနှင်းနှန်းဒါကတော့ကားတိုင်းမပါဘူးသွင်းလာကြရပါတဲ့ခြေနှင်းနှန်းပေါ့ဒီခြေနှင်းနှန်းဆိုလည်းတော်တော်ကောင်းတဲ့ထဲမှာပါတယ်အလူမီနီယံခြေနှင်းနှန်းလို့ပြောလို့ရတယ်ပြီးရင်ကျွန်တော်တို့ဒီမှာဆိုရင်ဒါဟိုပေါ့ slide motor ရဲ့နောက်ဖုံး motor ရေကိုဒီနေရာကနေပြီးတော့ control လုပ်ပြီး driver ကနေပြီးတော့မောင်းတဲ့လူကနေပေါ့နော်ဟိုအဖွင့်ပိတ်လုပ်ပေးလို့ရမယ် slide auto 3ချက်ပေါ့ဘေးပညာ slide ရဲ့နောက်ဖုံး motor ပါမယ်ဒီလေသာထိုင်ကုန်တွေဆိုရင်လည်း2ရောင်ဆက်ကိုသုံးထားတယ်ဒီအဝါရဲ့အမဲရဲ့သုံးထားတယ်အဲ့ဒါအပြင်မှာဒီ driver ရဲ့ဟိုဘက် passenger ကိုအပူအေးပါမယ်ဒီနောက်က passenger နှစ်ခုကိုအတွက်ကိုတော့ဒီဘက်မှာအပူတွေပါမယ်အဲ့ခလုတ်လေးတွေဟိုးနားလေးမှာကနေ control လုပ်လို့ရအဲ့တော့ထိုင်ကုန်အပူလေးလုံးအေးနှလုံးထပ်ပါသူရဲ့အတွင်းကမ်းမှာလဲပေါ့နော် signature grade ဖြစ်သွားတဲ့အတွက် gear dan ပြောင်းရမယ်သူတဲ့ model နဲ့ grade ဆိုရင် grade တွေဆိုရင်ပေါ့ gear dan ဖြစ်သွားမယ်ဒီကောင်ဆိုရင် electric gear ဖြစ်သွားမယ်ဒီလိုမျိုးလေးလှည့်ရုံပဲပြီးရင် poster ဖြစ်မယ် poster ကိုမှ smart key ကကျွန်တော်တို့ဒီမှာသူ့ရဲ့ဒီ slide တွေကိုဒီကနေအဖွင့်ပိတ်လုပ်လို့ရမယ် smart key ပုံစံလေးလည်းပြောင်းသွားပြီ21မှာစပြောင်းတဲ့ smart key လေးပေါ့နော်ပြီးရင်သူ့ရဲ့ဒါ display ဒါကတော့function တွေစုံတဲ့ display ဒီထဲမှာ function တွေတော်တော်များများစုံမယ်ဒါကတော့ driving နဲ့ပတ်သက်တဲ့ display ပြီးရင် CRI 4လုံးဘယ်ညာနှစ်ဖက်ပါမယ် pedal shift ပါမယ်ဒါကတော့360ကင်မရာဒီကနေကိုယ့်ရဲ့မြင်ကွင်းကိုကြိုက်သလိုကြည့်လို့ရပါသူ့ရဲ့နောက်ခန်းမှာဆိုရင်ခုံက၄တန်းပါတယ်ဟိုးနောက်ဆုံးထိတန်းပါတယ်အဲ့ခုံခောက်ပြီးတော့ဒီခောက်ပြီးတော့စီးမယ်ဆိုရင်လည်းဒီထက်ပိုကြဲကြဲလင်းလင်းစီးလို့ရပါမယ်ဒါကတော့ slide ပိတ်လိုက်တယ်ဒီကနေလည်းပိတ်လို့ရတယ် digital aircon ဖြစ်သွားမယ်ပြီးရင်ဒီခုံကိုခောက်ပြီးတော့ဒီလိုလုပ်ပြီးထိုင်မယ်ဆိုရင်ကျွန်တော်ကလေးတွေလူများလာရင်ဒီလိုမျိုးလဲထိုင်လို့ရသလိုခုနလိုခောက်ထားလိုက်ရင်လည်းရှောင်းလန်းအဖြစ်သုံးလို့ရတယ်ပြီးရင်ဒီမှာကျွန်တော်တို့ဒီမှာသူ့ရဲ့ lighting လေးလိုမျိုးဒါလေးဆိုလည်းအရန်လှပြီးရင်သူ့ရဲ့ဒီရင်းလိပ်နေပူရင်ဒီလိုမျိုးလေးထားပြီးတော့လည်းစီးလို့ရတယ် DIM ဆက်ဆံရမ်းမိုက်တယ်ကျွန်တော်ပြောဖို့နှစ်ခုကြံသွားလို့ကားရဲ့ဒီအကုန်လုံးက round aircon ဖြစ်သွားမယ်ပြီးရင်ဒါကိုရီးယားမှာတွေကထည့်လာတဲ့ TV ပေါ့နော်သူရဲ့ TV ဒီ TV မှာဆိုရင် YouTube တို့ပါတော့ပါမယ် Wi-Fi ချိတ်ပြီးတော့သုံးမယ်ဆိုရင်HDMI တို့ Wi-Fi တို့နဲ့ချိတ်ပြီးသုံးမယ်ဆို TV ကောင်းကောင်းကြည့်လို့ရတယ်ဒါသူရဲ့ကိုရီးယားမှာတွေကပါလာတဲ့ TV remote လည်းပါမယ်ဒါကိုဒီလိုပိတ်လိုက်မယ်ဆိုရင်လည်း auto အဖွင့်ပိတ်လုပ်လို့ရပါမယ်ဒါလေးတော်တော်မိုက်တယ်ခုနကကျွန်တော်ပြတဲ့ဒီခုံတန်းကိုဒီလိုမျိုးခောက်လိုက်ပြီဆိုရင်သူရဲ့နောက်ခန်းကားကို space မှာအကျယ်ကြီးဖြစ်သွားပြီးတော့ပစ္စည်းလဲတင်လို့ရမယ်လူလဲကြည်ကြဲဝန်းဝန်းထိုင်လို့ရမယ်ဒါသူရဲ့နောက်ခန်းကားကို space ပေါ့ဒီမှာနောက်ဖုံးမော်တာလည်းပါမယ်Hyundai H1 ကတော့ Kia Carnival လောက်တော့ကျွန်တော်တို့ grade စုံမှာမဟုတ်ဘူးဒါပေမဲ့သူ့ရဲ့အားသာချက်တွေလည်းအများကြီးရှိသူက Carnival ထက် grade ခေါင်ပိုမြင့်မယ် grade ကတော့နေပြီမယ်ခေါင်အတွင်းကကြတော့ပိုပြီးတော့ height ပိုမြင့်မယ်
ပြီးရင်ကျွန်တော်တို့ဈေးရလည်းဒီကားထဲပို့ပြီးတက်တာမယ်ကျွန်တော်ပြီးရင်ဈေးကိုပြောပြပေးမှာဖြစ်တယ်ပြီးရင်ဒီ H1 ထဲမှာတော့ဒီကတော့မြန်မာပြည်မှာရှိတဲ့ H1 ထဲမှာတော့ latest ပေါ့auto slide နှစ်ချက်ပါကျွန်တော်ဒီကားမှာဘာတွေဘယ်လိုပါလဲဆိုတော့လဲကျွန်တော်နဲ့အတူတစ်ချက်လိုက်ကြည့်ကြတော့ Honda H1 မှာတော့ကျွန်တော်တို့ရိုးရှင်းရှင်းပဲ Kia Carnival လောက်တော့ကျွန်တော် grade မစုံဘူးဆိုရင်လည်းသူ့ရဲ့အားသာချက်တွေအများကြီးဒါဆိုရင် power slide ဖြစ်သွားမယ်ဒီလိုဖွင့်လိုက်တာနဲ့ auto ပွင့်သွားမယ်ထိုင်ကုန်အားလုံးကိုလေသာသုံးပေးထားတယ်လေသာအားလုံးကလည်းတရောင်နဲ့ပြီးတော့အဝါရောင်လေးသုံးပေးထားတယ်ပြီးရင်ဒီမှာ height မြင့်တဲ့အတွက်တက်ဖို့အတွက်ဒီမှာတစ်ဆင့်အခြေအနေနဲ့လေးထပ်ပါမယ် H1 ရဲ့အတွင်းကနေရလဲရိုးရှင်းပါတယ်ဒီမှာဆိုရင်ဒါသူ့ရဲ့ Android TV နော် Kia ဆိုရင် auto manual နဲ့ auto manual နှစ်မျိုးမောင်းလို့ရပါမယ်တော့ grade တော့ဖြစ်သွားမယ်ပြီးရင်ကျွန်တော်တို့ CRI volume control cruise control ပါသွားမယ်ပြီးရင်သူရဲ့ဒီဘေးပညာ slide နှစ်ချက်ကိုကြတော့ဒီကနေအဖွင့်ပိတ်လုပ်ဖို့အတွက်ဒီမှာခလုတ်လေးပါမယ်ဒီကနေအဖွင့်ပိတ်လုပ်မယ်ဆိုရင် auto slide နှစ်ချက်ကိုဒီကနေအဖွင့်ပိတ်လုပ်လို့ရပါမယ်ပြီးရင်ဒီမှာသူကခုံစက်လေးဖြစ်သွားတာပေါ့ခုံစက်လေးဖြစ်သွားတော့ဒီနားမှာလူတယောက်အပူထိုင်လို့ရတယ်သူရဲ့ကပတ်ကျိုးလည်းပါပြီးသားဖြစ်တယ်လူပိုဆန့်တာပေါ့သူရဲ့အတွင်းကန်းကလည်းကျွန်တော်ရိုးရှင်းရှင်းပါပဲကျွန်တော်တို့ round aircon ဖြစ်သွားမယ်ပြီးရင်ကျွန်တော်တို့ aircon တွေအတွက်ကို control ကိုဒီကနေအဖွင့်ပိတ်လုပ်လို့ရမယ်ပြီးရင်ကျွန်တော်ဒီအလဲလျှောက်လန်းနေပြီးတော့နောက်ထီကိုကျွန်တော်တို့သွားလို့ရတယ်ဝင်လို့ထွက်လို့လွယ်အောင်သွားလို့ရတယ်ပြီးရင်ကျွန်တော်ဒီထိုင်ကုန်ချလိုက်မယ်ဆိုပြီးချလိုက်ရင်လည်းပြီးရင်ကျွန်တော်ဒီတိုင်းလေးလုပ်လိုက်မယ်ဆိုရင်လည်းလူပိုဆန့်ဒါဆိုရင်ကျွန်တော်လူများများနဲ့ခရီးသွားရတာကြိုက်တဲ့လူတွေအတွက်ဆိုရင်အဆင်ပြေတယ် H1 ရဲ့နောက်ခန်းမှာကိုကြည့်အောင်ပြီးရင်နောက်ခန်းမှာဆိုရင်ကျွန်တော်တို့ဒီမှာပေါ့တကားကတော့နောက်ဖုံးမတာမပါဘူးဒီခုံလည်းကျွန်တော်တို့ Carnival လို့ခောက်လို့မရအောင်ဒါပေမဲ့ဒီခုံတန်းကိုကျွန်တော်တို့ဖြုတ်ပြီးစီးမယ်ဆိုရင်ဒီခုံကိုကျွန်တော်ရှေ့တိုးလို့ရတယ်အဲ့ကကြရင်ဒီနေရာမှာသူ့ရဲ့ cargo space နေရာရပါမယ်အဲ့နေရာမှာ luggage တွေပါတယ်နှလုံးသုံးလုံးထည့်ပြီးတော့စီးမယ်ဆိုရင်ကျွန်တော်တို့ကြဲကြဲလွန်းလွန်းခုံသုံးတန်း style နဲ့စီးလို့ရပါမယ်ပေါ့နော်H1 ရဲ့နောက်ခန်းမှာဒီကားနှစ်စီးမှာတူတာရှိသလိုမတူတာလည်းရှိတယ်တူတာကဘာလဲဆိုတော့ကိုရီးယား brand ဖြစ်တာတူတယ်ပြီးတော့သုံးထားတဲ့ engine တွေအကုန်လုံးဒီဇယ်တွေကြီးပဲဖြစ်တယ်ပြီးတော့ဒီကောင်တွေကနှစ်စီးလုံးခုံ၄တန်းနဲ့လာတာဖြစ်တယ်မတူတာတွေကတော့ခုနကျွန်တော်ပြခဲ့တဲ့အတိုင်းပဲပေါ့နော် Kia Carnival မှာတော့ grade ပိုစုံပြီးတော့ Honda မှာတော့ grade ပိုနည်းနည်းရော့မယ်grade ပိုစုံတဲ့ကားဈေးကလည်းနည်းနည်းပိုကောင်းတယ်ဒီကားကကျွန်တော်21 model ကကျွန်တော်တို့က3450နဲ့ညှိနှိုင်းနဲ့ရောင်းချပေးမှာဖြစ်တယ်ဒီ H1 ကတော့ကျွန်တော်တို့1980ကိုကျွန်တော်တို့ညှိနှိုင်းနဲ့ရောင်းချပေးမှာဖြစ်တယ်နှစ်စီးလုံးကိုကျွန်တော်တို့ဘဏ်ချိတ် microfinance ချိတ်ငွေချမ်းစနစ်တွေနဲ့လည်းဝယ်ယူလို့ရမှာဖြစ်တယ်လို့ကျွန်တော်အလဲထက်လုပ်မယ်ဆိုရင်လည်းမိတ်ဆွေတို့မှာရှိတဲ့ကားတွေနဲ့လာရောက်ပြီးတော့အလဲထက်လုပ်ယူလို့ရမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော် Great Friendship ကမြတ်သွေးပါ